ထိုင်းနိုင်ငံလက်ပညာနော်လက်ပညာဖြစ်ပါလေလက်ပညာလာဝင်ရလက်ပြဝင်ဖြစ်ပါလေဒီနာမှာကျေလေးတွေရှိပါကျေရီကြတော့ဖုန်းထဲမှာမပေါ်ဘူးနော်အဖြစ်လို့လာပြလာတစ်ခုပဲပေါ်ဖုန်းထဲမှာကျေရီလုံးပေါ်ကျေရီလက်ရှိအဖြစ်လို့ဒီမှာတော့လာပေးနာမှာကျေရီရှိပါတယ်ကျေရီဒါသေးငယ်ပါလေလုံးဝကျေရီမတွေ့ရဘူးဟိုကျေတူစင်းကျွေသွားတော့လုံးဆိုဒီပေါပါစီ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 ငလင်တန်တဲ့သူတွေကိုဒီပေါလူနေပါလို့ဆူတောင်းပါတယ်ကိုယ်နဲ့ရိုက်နေတဲ့ကျဲစင်းကျွေကြပါဖြတ်ကနေတွေ့တယ်ဒီပေါခဲ့ရင်ဒီလာပညာမဆူတောင်းပြီးခဲ့မြန်မာနိုင်ငံမှာဒီဒုက္ခရောက်နေတဲ့သူတွေကိုမြင်နိုင်ပါစေဗျာလာပညာမှာဆူတောင်းလိုက်ပါတယ်နာကျဲကျွေရတယ်ကွအဲ့နာမုံလေးတစ်ခုရှိကျဲတဲ့စင်းရှိငယ်ချင်းတွေ့ကြည့်အဲ့နာကျဲနေလာနေထားပါတယ်ကျဲတစ်ခုရှိလာပညာဆူတောင်းနေပြပါပြီလာပညာ12နိုင်တီမရိုက်ထားဖြစ်ပါတယ်တပေါင်းတကူလာပညာ12ရက်နေ့ညတကူလာရဲ့လာပညာဖြစ်ပါတယ်နှစ်သက်ရနေ့ဆိုတကြံကျူပေါ့နော်တကြံကျူ12ရက်နေ့တကူလာပညာဖြစ်ပါတယ်တဲ့ဆိုရင်နော်တကြံနဲ့အစမှာပဲလာပညာနဲ့တိုက်ဆိုင်နေခြင်းဖြစ်ပါတယ်ထို့ကြောင့်မြန်မာတကြံနဲ့ဒူနှစ်တကူနှစ်ဆန်းတကြံကျူ12ရက်နေ့လာပညာဖြစ်တဲ့အတွက်မြန်မာသူပြည်သားပေါင်းလုံးဆန္ဒမြပြပါကြပါစေဖေးရနေမြတ်ပြင်ရှင်းကြပါစေလာပညာမှာဆူတောင်းခြင်းအဖြစ်ကျွန်တော်ရဲ့ဆူတောင်းများပြည့်စုံရပါလို့မြန်မာပြည်သူများဖေးရနေကင်းကွာပြီးတော့လုံးဆန္ဒမြပြပါကြပါစေနှုတ်တောင်းတဲ့အတိုင်းထိုင်းနိုင်ငံထီစုကြီးပေါ်ပါကလည်းငလင်တန်တဲ့ပြည်သူတွေကိုတွားရောက်လူတဲ့ဝမှာဖြစ်ပါတယ်လာပညာဖြစ်ပါခင်ဗျာအကောက်တနေရာရိုက်တာပါလာပညာလောလက်ဒဇင်းနဲ့တွေ့ဒီကျဲရီမုံလေးပဲရှိတခြားကြည့်ရမမြင်လုံးဝလာပညာ
ဝမ်းဆက်နေတဲ့လာပညာကြီးဖြစ်ပါတယ်ခင်ဗျာ